အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုရင်လည်းမိထီလာနေပြီးတော့ကျေးဇူးလာပါခင်ဗျာကျွန်တော်ဆိုရင်မိထီလာနေပြီးတော့လူကြီးမင်းတို့ကိုဒီနေ့မိတ်ဆက်ပေးမယ့်ပစ္စည်းလေးကတော့ Daisy engine 9កောင်ဝဲ full stop မျိုးစားလေးပဲဖြစ်ပါခင်ဗျာကျူမတ်မတ်တစ်စိမ့်နဲ့လာပါမယ်ခင်ဗျာဒီ Daisy engine လေးတွေဆိုလို့ရှိရင်ကျွန်တော် compressor နဲ့တွဲပြီးအသုံးပြုနိုင်တယ်လို့ကြံရင်ကျိတ်ဆက်ရေခီကိုရေဆုပ်ဆက်ကျွန်တော်တို့ဒီစေပြန်ပတ်နေမှာလည်းအသုံးပြုနိုင်တယ်လို့လူကြီးမင်းတို့လုပ်ငန်းတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ပတ်စုံသုံးလို့ရတယ် Daisy engine 9កောင်ဝဲတွေမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီ Daisy engine 9កောင်ဝဲမျိုးစားလေးတွေကကျွန်တော်တို့ဒီထည့်ပေးရမယ့် engine wine မျိုးစားလေးရတော့1040 engine wine မျိုးစားပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ engine wine ထည့်ရမယ့်ပမာဏကတော့ 0.6 liter ခန့်ဖြစ်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီ Daisy engine လေးတွေကို view ပြောမယ့်ချက်လေးရတော့လူကြီးမင်းတို့ကဒီအသုံးများတယ်ဆိုလို့ရှိရင်တစ်လကိုတစ်ချိန်အသုံးနည်းတယ်ဆိုလို့ရှိရင်နှစ်လကိုတစ်ချိန် engine wine ပုံမှန်လည်းပြင်သင့်ပါတယ်ဒါမှသာစိုက်ရတက်တန်းပိုချရှည်ပြီးတော့တက်တန်းပိုရှည်မှာဖြစ်ပါတယ်ခင်ဗျာဒီ Daisy engine ကျူမတ်မတ်စေခေါင်းကောင်းခွင်full stop မျိုးစားလေးကိုလူကြီးမင်းတို့စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဆိုရတော့မိထီလာတွေရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39968343434839944258တို့ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းဝင်ယူအပ်ပေးနိုင်ပါခင်ဗျာအားလုံးကိုကျေးဇူး